ဟုတ်ပါဘူးကျွန်တော်ကဟိုတီးကိုတက်လည်းမဟုတ်ကျွန်တော်မှအစုံလည်းမသိနိုင်လူတယောက်ကအစုံမသိနိုင်ကျွန်တော်အမြဲပြောကျွန်တော်စီးပွားရေးအကြောင်းမသိနိုင်ဘူးစီးပွားရေးအကြောင်းကျွန်တော်မပြောတတ်ဘူးကျွန်တော်မြင်သိမြင်စီးပွားရေးလုပ်တယ်ကျွန်တော်စီးပွားရေးမလုပ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့ကျွန်တော်အတွေ့အကြုံကတော့ဆရာဝန်ဖြစ်တာနည်းနည်းလေးနှစ်ကန်ကောင်းတယ်ပေါ့နော်စိတ်ကူတာလည်းနှစ်ဆက်လောက်ဖြစ်လာတယ်အဲ့လိုလူရင်းနဲ့စကားပြောတဲ့အထွေထွေလေးပေါ်တဲ့လေးကန်တဲ့ဆရာဝန်ခီးတွေထွက်တဲ့လမ်းဆိုင်ကယ်တွေစီးတဲ့နိုင်ငံခြားတွေအများစုမျိုးစုံသွားခဲ့တဲ့ဆရာဝန်တယောက်နေတယ်နည်းနည်းလေးတော့သူများတဲ့နည်းနည်းလေး knowledge တွေပို့သွားတာပဲရှိတာပါအဲ့တော့ကျွန်တော်ပြပြမဲ့အကြောင်းရင်းကတော့ Valentine Day ပေါ့နော်ဒါ Valentine Day ဆိုတာလူငယ်တွေမှားနေတာကဘာလဲပေါ့နော်ချစ်သူများနေလို့ပြောတာမဟုတ်ဘူးအမလူကဓာတ်ရိုက်လွဲနေတာ it's not lover day တဲ့ချစ်သူများနေမဟုတ်ဘူး Valentine Days လို့ပြောတဲ့အတွက် Valentine ရဲ့နေ့ဥပမာဇာနီစင် Day ဆိုရင်ဇာနီစင်နေ့ကွာအဲဇာနီစင်ရဲ့နေ့လို့ပြောတာဒါ Valentine Day လို့ပြောတာနော်ချစ်သူများလို့ပြောတာမဟုတ် lovers လို့ပြောတာမဟုတ်ဘူးအဲ့တော့ချစ်သူများနေ့မဟုတ်ဘူးဒါတွေမြန်မာပြည်ကလူတွေနားလည်မှုလွဲတာ Valentine Day ဆိုရင်အဲ့ဒါလုံးဝဟိုတယ်သွားမယ်ဆိုတော့အတောက်တလွဲ logic ကြီးနဲ့ကြီးပြင်းလာတဲ့အမလူငယ်တွေပေါ့ကွာနားလည်စေချင်တာဒီနေ့ကလူအားလုံးနဲ့သက်ဆိုင်တယ် Valentine Day ကအဓိက Valentine ဆိုတဲ့ဘုံကြီးပေါ့ကွာပြောကြတာ Roman Empire မှာဘုံကြီးကိုဂုံပြည့်တဲ့နေ့အဲ့ဒီမှာသူတက်ခံရတာသူကဘာဖြစ်လဲဆိုတော့အဲ့ဘရင်ကစစ်တိုက်တဲ့ချိန်မှာသူရဲ့စစ်သားတွေကဟာအိမ်ကိုလွမ်းနေမိန်းမတွေနဲ့ရီစားတွေကိုလွမ်းလို့ဆိုပြီးသူကဘာလဲဆိုတော့ပိတ်လိုက်တာပေါ့နော်တစ်ဖက်သက်ပိတ်လိုက်တာအဲ့ခေတ်ကစစ်ပဲချနေရတာဟိုပေါ့ကွာကျွံပြူတဲ့ခေတ်နဲချဲတဲ့ခေတ်ဆိုတော့စစ်ပဲတိုက်နေရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အိမ်တော်မပြည့်ရဘူးဆိုတော့မိန့်ထုတ်တာပေါ့အဲ့ဒါကြတော့သူကပိုးဆိုးတယ်တကယ်ကြတော့အဲ့ဒါပို့ပြီးတော့ငင်းချမ်းသွားတာမဟုတ်ဘူးလေအဲ့တော့အရင်ခေတ်ကတည်းကအတိုင်းမတက်ဦးဆံမိုင်းဆိုတော့ဘယင်စနစ်တွေဆိုတော့ဒါလို့ပေါ့နော်သူ့ရဲ့မိန့်ကဥပဒေဖြစ်သွားတာအဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့အဲ့မှာပိုးဆိုးတယ်တကယ်ကြတော့အဲ့ဒါရလူတိုင်းမကြိုက်ဘူးဒါပေမဲ့လည်းဘယင်မိန့်ကိုမလွန်ဆန်နိုင်တော့အဲ့ဖုန်ကြီးတွေကသူကလက်ထပ်ပြီးတာအဲ့ Valentine ဆိုစိတ် Valentine ပါပဲသူကဖုန်ကြီးကအဲ့ချစ်သူတွေကိုခိုးပြီးလက်ထပ်ပြီးတော့ဘယင်ကသိတော့အဲ့နေ့တက်ဆိုပြီးတော့ February 14ရက်နေ့တက်ခိုင်းတယ်အဲ့နေ့ကိုတကဘာတော့သူ့ကိုဂုံပြူတာအဲ့ဒီနေ့ကသူကချစ်သူတွေမဟုတ်ဘူးကိုယ့်ရဲ့မိသားစုသားသမီးမိဘနော်တငယ်ချင်းတွေကိုအားလုံးကိုတိတ်ခဲလုပ်တင်တာဒါဒီကိုယ့်ရဲ့လက်ဆောင်လေးတွေပို့တယ်ဒီက main ကနှင်းစီပန်းပေါ့နော်အနီရောင်နဲ့အဲ့အနီရောင်ကိုပြောတာပန်းစီအနီအဲ့လိုမျိုးဟိုနှင်းစီပန်းအနီရောင်အဲ့ဒါကိုပို့တဲ့ date ကိုပြောချင်တာ Valentine ကိုဂုံပြူတာကွာနော်ဟိုမင်းတို့ဟိုတယ်သွားဖို့နေမဟုတ်ဘူးအဲ့ဒါလေးနားလဲစေချင်တာဒီမှာအဲ့လောက်ပဲရှိတာကျွန်တော်တို့ကလေလူရိုင်းကာချာရုံထွက်ရတော့မှာဒါကိုပြောပြချင်တာဒါကျွန်တော်တို့လည်းငယ်စဉ်ကြုံခဲ့ရတာဒါချစ်သူများနေဆိုတော့နော်ရီစားနဲ့ပဲထိတ်လို့ပြီးဟိုတယ်သွားမယ်ဆိုတဲ့အတွေးခေါ်တွေကမှားနေတယ်မဟုတ်ဘူးမိန်းကလေးတွေမြန်မာမျိုးသမီးတွေပုံမှန်သွားအိမ်နေတဲ့မိန်းကလေးတွေမပါဘူးကွာနော် Valentine Day နေ့မှာဟိုတယ်သွားမယ်ဆိုရင်ညင်းခွင့်ရှိတယ်ညင်းကိုညင်းရမှာဟိုဒါညင်းပိုင်ခွင့်ကို့မှာရှိတယ် right ရှိတယ်ဒါဒီချစ်သူများနေမဟုတ်ဘူးValentine ရဲ့ဘိုးတော်ကြီးရဲ့နေ့နော် Valentine ဘိုးတော်ကြီးရဲ့နေ့